Storytime with D Channel မှာကြိုဆိုပါရစေ။တာတာမီမီတို့ရေမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်။ဒီနေ့သားတို့သမီးတို့ကိုယုံကလေးတာတာနဲ့မော့မှန်ပြောင်းအပိုင်းနှစ်ပုံမြင်လေးကိုဆက်လက်ပြောပြပေးမှာဖြစ်ပါတယ်။ကလေးတို့ရေအပိုင်းတက်မှာတာတာဟာသူ့ရဲ့ဒေါသကြောင့်တငယ်ချင်းတွေကိုအော်ဟစ်ပြီးအိမ်ထဲမှာအောင်းနေခဲ့တာကိုမှတ်မိကြမှာပေါ့။အခုအပိုင်းနှစ်မှာတော့တာတာတယောက်သူ့ရဲ့ဒေါသကိုဘလို့အောင်နိုင်အောင်ကြိုးစားမလဲဆိုတာဆက်ပြီးနားထောင်ကြည့်အောင်နော်။တာတာဟာမော်မန်ပြောင်းထဲမှာဝမ်းနေနေတဲ့သူ့တငယ်ချင်းတွေကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာမကောင်းချစ်သွားတယ်ကွယ်။ငါဒေါသထွက်လိုက်တာမှားသွားပြီလားလူသူကိုပြန်မိမိတယ်။အဲ့ဒီအချိန်မှာပဲမှန်ပြောင်းလေးသေးကနေအဘိုးရဲ့အထံလေးပဲ့တင်ထပ်ထွက်လာတယ်။တာတာဒေါသဆိုတာမီးလိုပဲမငိမ့်တတ်နိုင်ရင်ကိုရောသူ့တပားကိုရောလောင်ကျွမ်းစီတတ်တယ်တဲ့။တာတာဟာဒေါသကိုဘလို့ငိမ့်တတ်ရမလဲယူစဉ်းစားနေတော့အဘိုးတန်ပြီးဘူးတဲ့3မိနစ်နီးလန့်ကိုသတိရသွားတယ်။ပထမ10မိနစ်မျက်စိကိုမှိတ်လိုက်ပြီးအသက်ကိုဖြင်းဖြင်းရှူသွင်းတယ်။ပြီးတော့မှဖြည်းဖြည်းချင်းပြန်ထုတ်တယ်။ဒုတိယ10မိနစ်တစ်ကနေ10ထိဖြည်းဖြည်းချင်းရည်တွက်တယ်။တတိယ10မိနစ်ငါ့ကိုဘသူတွေကချစ်တယ်လေငါကလည်းဘသူကိုချစ်တယ်လေလူပြန်စဉ်းစားတယ်။တာတာအဲ့ဒီတိုင်းရုပ်ကြည့်လိုက်တဲ့အခါထူးဆန်းလိုက်တာခုနကနီရဲပြီးတုံနေတဲ့နားရွက်ကြီးတွေဟာအေးမြသွားပြီးစိတ်ထဲမှာလည်းကြည်လိမ်သွားတယ်ကွယ်။သူမျက်နှာလေးမှာလည်းအရင်လူချစ်စရာကောင်းတဲ့အပြုံးလေးပြန်ပွင့်လာပါတော့တယ်။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်လေ။အဲ့ဒါကတော့တငယ်ချင်းတွေစီပြန်သွားပြီးတောင်းပန်ဖို့ပဲ။တာတာဟာအိမ်တကားလေးကိုဖွင့်ပြီးပွဲတော်ကျင်းပမယ်မြက်ခင်းမြင်စီကိုထွက်လာခဲ့တယ်။လမ်းတစ်လျှောက်မှာငါ့ကိုတငယ်ချင်းတွေစိတ်ဆိုးနေမလားလို့ဆိုရင်နေပြီတာပေါ့။သူရောက်သွားတဲ့အခါပွဲတော်ပြင်ဆင်မှုတွေဟာတန့်နေတာကိုတွေ့လိုက်ရတယ်။ဝက်ကလေးပူတုဟာတောင်းတနေရာမှာခေါင်းလေးငုံပြီးဝမ်းနေနေရှာတယ်။တာသားဟာတတိမွေးပြီးပူတုအနာကိုရှောက်သွားလိုက်တယ်။ရွာသားဒရိဆန်လေးတွေအားလုံးကလည်းတာသားဘာလို့မလဲဆိုတာကိုဝိုင်းကြည့်နေကြတာပေါ့။တာသားဟာပူတုရဲ့လက်ကလေးကိုကိုင်းလိုက်ပြီးပူတုငါစောစောကဒေါသဒီကြီးအော်ဟစ်လိုက်တာတောင်းပန်ပါတယ်နော်မင်းတမင်လို့တာမဟုတ်ဘူးဆိုတာငါသိပါတယ်ငါကိုခွတ်လွတ်ပါလို့လေတန်းအေးအေးလေးနဲ့ပြောလိုက်တယ်ပူတူလေးဟာအံ့ဩသွားပြီးမျက်ရည်လေးတွေဝဲလာတယ်ငါကလည်းတောင်းပန်ပါတယ်ထသရာမင်းရဲ့ကိတ်မုံလေးပျက်စီးသွားတာငါတကယ်စိတ်မကောင်းဖြစ်မိတာလို့ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲတခြားတငယ်ချင်းတွေကပါဝိုင်းလာကြပြီးကိမုံကပျက်စီးသွားပြီဆိုတော့ငါလူအားလုံးဝိုင်းလို့ကြရင်မကြခင်အစ်စ်ရမှာဖို့လို့အကြံပေးကြတယ်။အဲဒီလိုနဲ့ဝက်ကလေးပုတုဟာမုံလာဦးဒီထပ်သေးပေးတယ်။မြောက်ကလေးငပေါ်ဟာမီးကူးမွေးပေးတယ်။အားလုံးစီစီလုံးလုံးနဲ့ဝိုင်းလို့လိုက်ကြတာတယောက်သေးလွတ်တာထက်ပိုမြန်ပြီးပိုလိုက်ကိမုံကြီးတစ်ခုရလာပါတော့တယ်။ကဲသားသားနဲ့သူ့တငယ်ကြီးတွေဟာကိမုံအစ်စ်ကလေးရသွားပြီဆိုတော့ဘွဲတော်ကြီးကပြောစရာကောင်းသွားပြီပေါ့။ဒါပေမဲ့နောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်လေ။အဲ့ဒါကတော့ပွဲတော်စခါနီးအချိန်မှာမဲ့တောအုပ်သေးကိုမဖိတ်ကြမ်းထားတဲ့ဧည့်သည်ကြီးတယောက်ရောက်လာပါလေတော့အဲ့ဒီဧည့်သည်ကြီးကဘသူဖြစ်မလဲတာတာတို့သူငယ်ချင်းတစုဘလို့ရင်ဆိုင်ကြမလဲဆိုတာကိုတော့နောက်ဆုံးအပိုင်းတုံးမှာဆက်ပြီးနားထောင်ကြရအောင်နော်ပုံပြင်များကိုကြိုက်နေတဲ့ channel လေးကို like and subscribe လုပ်ထားလိုက်ပါနော်